အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ချက်ချလောက်ဟင်းလေးချက်ပြပေးမှာဖြစ်ပါတယ်ဗောနော်အဲ့တော့ချက်ချလောက်ဟင်းလေးကကျွန်တော်တို့ငရုတ်တီးမထည့်ပဲနဲ့ကျွန်တော်တို့ချိုးချင်းလေးဗောနော်ချိုးချင်းချက်နေလေးပဲဖြစ်ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ထိုင်းနေချက်တဲ့နီးလေးပေါ့နော်ထိုင်းနေချက်တဲ့နီးလေးပဲဖြစ်ပါတယ်ထိုင်းနေကဒီချက်ချလောက်ကိုဘယ်လိုမျိုးချက်လဲဆိုတော့ကျွန်တော်တို့နော်ချက်ပြပေးမှာဖြစ်ပါတယ်အဲ့တော့ချက်ချလောက်ထဲမှာဘာတွေလိုအပ်လဲဆိုတော့ထည့်ရမယ်ပစ္စည်းကဇပလင်းရဲ့ကျွန်တော်တို့ဇပလင်းရဲ့ကြက်သွန်နီကြက်သွန်ပြူပေါ့နော်အခုဒီမှာကျွန်တော်လီးပြနေတာဆိုရင်ပါဝင်ပစ္စည်းကတော့ကြက်သွန်ပြူကြက်သွန်နီဖြစ်ပါတယ်အဲ့တော့ဒီလိုပုံစံမျိုးလေးကျွန်တော်တို့ခက်ကြီးကြီးလေးပဲလီးလိုက်မှာပေါ့နော်ဟုတ်ကဲ့ကြက်သွန်နီကြက်သွန်ပြူဇပလင်းနော်ပြီးလို့ရှိရင်ရှာနနံပေါ့နော်ရှာနနံရဲ့တွန်ထဲပြီး ရှာနနံရွက်ရဲ့ပြီးတော့ကိုထည့်လို့ရတဲ့ဒီကြက်သွန်မိတ်ရှင်ကြက်သွန်မိတ်ထည့်ပေါ့နော်ကျွန်တော်ကတော့ဒီမှာကြက်သွန်မိတ်အလွယ်မရှိတော့ကြက်သွန်ပြူနဲ့ပဲကျွန်တော်ချက်ပြတာဖြစ်ပါတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီရှောက်ရွက်ရှောက်ရွက်ကတော့ကျွန်တော်ရှောက်နူရွက်ပေါ့နော်ရှောက်ဘလူးရွက်လို့တော့ခေါ်တာပေါ့နော်အဲ့ရွက်ထည့်တယ်ကြိုက်ရင်တော့ထည့်ကျွန်တော်တို့ခလေးတဲ့စားမှာဖြစ်တဲ့အတွက်အဲ့ရွက်ကခလေးမကြိုက်တာဖြစ်တဲ့အတွက်ပေါ့နော်အဲဒါကြောင့်မလို့ကျွန်တော်အဲ့ရွက်ကိုမထည့်ဘူးကြက်သွန်ပြူရဲ့ကြက်သွန်နီရဲ့စပလင်းရဲ့ရင်းရဲ့ပေါ့နော်ဒါတော့ဒါပဲကျွန်တော်ထည့်မှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့နောက်ထပ်ပါဝင်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ခရမ်းကျင်သေးလိုအပ်ပါတယ်ခရမ်းကျင်သေးကိုကျွန်တော်တို့ခရမ်းကျင်သေးကိုစိတ်လေးတွေစိတ်လိုက်မယ်နော်ခရမ်းကျင်သေးကိုဒီပုံစံလေးလှီးပါခရမ်းကျင်သေးတအားတေးသေးလှီးစရာမလိုနော်ခရမ်းကျင်သေးကိုစိတ်ကြီးကြီးလှီးရမယ်ဒါချက်မဲ့နီးကိုကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါနော်ခရမ်းကျင်သေးကိုဟယ်လိုပုံစံလေးလှီးထားပါပြီးရင်ကျွန်တော်တို့တက်ဒီပကံထဲမှာထည့်ထားမှာပေါ့နော်ဒီလှီးထားတဲ့ခရမ်းကျင်သေးကိုတက်လို့အစိတ်တေးသေးလေးတွေကျွန်တော်တို့မြန်မာဟင်းချက်နီးလိုတေးသေးလေးလှီးစရာမလိုနော်ဒီလိုမျိုးအစိတ်ကြီးကြီးလေးလှီးမယ်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ကအစိတ်ကြီးကြီးလေးလှီးထားပြီးပါပြီပေါ့နော်ကြက်သွန်လည်းလှီးပြီးပါပြီစပလင်းလည်းကျွန်တော်တို့လှီးပြီးပြီဆိုတော့ကဲဒါဆိုရင်ကျွန်တော်တို့ကဒါလေးတွေကပြီးသွားပြီဆိုတော့ကျွန်တော်တို့နောက်ထပ်ပဲအဆင့်လေးထပ်ရအောင်လဲဆိုတော့အခုဒီမှာကြက်ချစ်လောက်ကိုပထမဦးဆုံးကျွန်တော်တို့စနွင်းရဲ့စားရပေါ့နော်စနွင်းစားနေပြီးတော့ထားတာပါထဲထဲဝင်သွားအောင်ပေါ့နော်နေထားရတယ်နေထားပြီးလို့ဆိုရင်ဒီဟင်းချိုကျွန်တော်ပါလဲဒီဟင်းချိုမှုတ်ပေါ့နော်ရှမ်းနေဟိုနေနဲ့ဒါဟင်းချိုမှုတ်နဲ့ရောပြီးတော့နေမယ်ပေါ့နော်ဟင်းချိုမှုတ်နဲ့ရောပြီးတော့နေမယ်ပြီးလို့ဆိုရင်ကျွန်တော်တို့ရှင်နိုးတည်ရမှာပေါ့နော်ရှင်နိုးကိုအရင်ဆုံးတည်ရမှာဖြစ်ပါတယ်စီနဲ့ချက်မှာမဟုတ်တဲ့နော်စီတွေအများကြီးမစားခြင်းပေါ့နော်အဲ့တော့မြန်မာဟင်းတွေကတော့စီတွေထည့်တယ်ပေါ့နော်အဲ့တော့ဒီရင်နွေးထဲကိုကြက်သွန်ပြူရဲ့ဇပလင်းရဲ့ကြက်သွန်နီရဲ့ပေါ့နော်အရင်ဆုံးဒါကျွန်တော်ထည့်ပြီးတော့ဒီကြက်ချလောက်နဲ့ပေါ့နော်ဂျင်းမှထည့်ရမှာဖြစ်ပါတယ်ပေါ့နော်ဂျင်းကကျွန်တော်လှီးတာတော့မပြလိုက်ဘူးเนาะဂျင်းကနည်းနည်းလှီးပြီးတော့ထောင်းလိုက်အမှုတ်လေးရပါအနှစ်ရပါเนาะထည့်ပြီးတော့ဒီကောင်ကျွန်တော်တို့အရင်ဆုံးပြုတ်လိုက်တာပေါ့ပြုတ်လိုက်မှာပေါ့နော်ပြုတ်လိုက်မှာဖြစ်ပါတယ်ဒီဥစ္စာပြုတ်လိုက်ပြီဆိုလို့ဆိုရင်ကျွန်တော်ဒီပုံစံလေးဖြစ်လာပေါ့နော်ဒီပုံစံလေးဖြစ်လာအခုဒီအပေါ်မှာတက်လာတဲ့ကျွန်တော်တို့ဒီမြုပ်လေးတွေပေါ့နော်ဒီမြုပ်လေးတွေဘေးကိုဖယ်ထုတ်လိုက်နော်ဒီမြုပ်လေးအဲ့ဒီမြုပ်လေးတွေကိုဘေးကိုဖယ်ထုတ်လိုက်နော်အခုဒီထဲမှာဗာထည့်ထားလဲဆိုတော့ကျွန်တော်ရှာနနံထည့်ထားတယ်နော်ကိုထည့်ခြင်းနဲ့အမိုးကြိုင်ထည့်ပေါ့နော်ဒါအနံ့လေးကတော့တင်းနေတာပေါ့နော်ပြီးလို့ဆိုရင်ကျွန်တော်တို့ကဒီကောင်ကိုဗာထည့်ရအောင်လဲဆိုတော့ခရမ်းကျင်ဒီလီဗီတာထည့်မယ်တမယာဒီတစ်လုံးထည့်မယ်နော်တမယာဒီတစ်လုံးထည့်မယ်ဒါဆိုလို့ဆိုရင်ဟင်းကရှယ်ဖြစ်သွားပြီပေါ့နော်ကဲဒါဆိုကျွန်တော်တို့
ဒါဟင်းချက်ပြီးဆိုတော့ဆွဲမှာပေါ့နော်ဆွဲတော့မှာဖြစ်ပါတယ်ကဲကျွန်တော်အစောချက်လိုက်တဲ့ချက်ချလောက်ဟင်းကျွန်တော်ငရုတ်သီးမပါတဲ့ချိုးချင်းလေးပေါ့ချိုးချင်းချက်နီးလေးဖြစ်ပါတယ်ဒါကတော့ကျွန်တော်မြန်မာချက်နီးမဟုတ်ပါဘူးပေါ့နော်ထိုင်းချက်နီးပဲဖြစ်ပါတယ်အဲ့တော့အရန်မှလည်းကျွန်တော်မြန်မာချက်နီးဆိုချက်ချလောက်ကတော့ဟိုချင်းဆက်ကနောက်မှကျွန်တော်ထပ်ပြီးတော့ချက်ပြမှာပေါ့နော်ချင်းဆက်ချက်နီးဒါကတော့ထိုင်းချက်နီးဖြစ်တယ်ပေါ့နော်အဲ့တော့ခရမ်းချင်းဒီပါတယ်ပေါ့နော်အဲ့အရန်မှစားလို့လည်းကောင်းပါတယ်အဲ့ချက်ချလောက်လေးကနူးဤသွားတာပေါ့နော်အဲ့တော့ဒါကျွန်တော်ဆွဲနေပြီပေါ့နော်ဒီချက်နီးကတော့ကျွန်တော်သားဆိုရင်တော့အရန်ကြိုက်တယ်เนาะခလေးဆိုတော့ကျွန်တော်ရိုက်မပြတော့ဘူးခလေးစားတဲ့ပုံကပို့ပြီးတော့အားရဖို့ကောင်းတယ်เนาะအခုကျွန်တော်လည်းဒီမှာဘိုက်ဆာနဲ့ဆွဲနေပြီပေါ့နော်ငပိချက်လည်းကောင်းတယ်ခွားသီးတိုးစရာနဲ့ဒူးချက်လည်းကောင်းတယ်ခွားသီးတိုးစရာနဲ့ဆွဲခွားသီးကလည်းကျွတ်နေတာပဲဆိုတော့ဆွဲမှာเนาะအဲ့တော့ကဲအားလုံးကထမင်းစားတော့မခေါ်နိုင်တော့ဘူးเนาะကျွန်တော်ဆွဲနေတာပိုက်စာလုံးလို့ချက်တိုင်းချက်ချလောက်လည်းနူးဤနေတာဆိုတော့ဆွဲလို့ရန်ကောင်းပါလေပိုက်စာနဲ့ဆွဲတော့တစ်ခါတည်းရတယ်တူလို့ကောင်းလာတယ်အဲ့တော့ဒီဗီဒီယိုကတော့ကျွန်တော်အစရိုက်တာဆိုတော့เนาะလိုအပ်ချက်တွေရှိရယ်เนาะနောက်ထပ်ဗီဒီယိုဒီအစားတော့ဗီဒီယိုတွေเนาะဟင်းချက်နီးလေးတွေကျွန်တော်တို့မြန်မာနဲ့ထိုင်းဟင်းချက်တာဘာလို့ကွာလဲဆိုတာအကြောင်းအရာလေးတွေကျွန်တော်မျှဝေပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ဇော်ဝင်းရဲ့ channel လေးကို subscribe မလုပ်ရသေးတဲ့ညီကောင်တွေ subscribe လုပ်ထားเนาะဒါတော့ဘဲဟင်းပါမယ်ဒီထဲမှာเนาะချက်ချလောက်ဟင်းငပိတိုးစရာပစုံရဲ့ကြော်မှာကြက်သားကြော်ပါမှာပေါ့နော်ဒါကတော့ကျွန်တော်လက်ရှိထမင်းကျွန်တော်ကိုယ်တိုင်ချက်ထားတယ်ထမင်းဝိုင်းလေးပဲဖြစ်ပါတာပေါ့နော်အဲ့တော့အင်ရှင်မတွေလက်ရကြီးပဲအများအားစားနေရတဲ့ခါကြတော့လေတခါတလေတော့လေကိုယ်တိုင်လေးဝင်ချက်ပြီးတော့ကိုယ်တိုင်အပီဆွဲနေတာပေါ့နော်အင်ရှင်မတော့ခေါ်မကြွေးရဘူးဘိုက်ကအရန်စားသွားတယ်ကိုချက်တဲ့ဟင်းနဲ့ကိုဆွဲနေတာဆိုတော့